ဒီကပျော်ရွှင်မှုတွေရကြရတယ်ဒါပေမဲ့အခက်အခဲတွေနဲ့ပြဿနာတွေနဲ့ပြည့်နှက်နေတယ်အဲ့ဒီအခက်အခဲပြဿနာတွေကိုဖြေရှင်းမှုနည်းလမ်းတချို့ကျွန်တော်ဒီဗီဒီယိုမှာလည်းပြောပြပေးထားတယ်ဘယ်လိုမကြည့်ရသေးရင်တွားပြီးတော့ကြည့်လို့ရပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်စာအုပ်တုပ်ကို review လုပ်ရင်းနဲ့ကျွန်တော်အဲ့ဒီကပါတဲ့အချက်လက်တချို့ကိုကျွန်တော် share လုပ်ပြပါမယ်လူလောကမှာတော့ပြဿနာတွေအခက်အခဲတွေအရန်ရှုပ်ထွေးဖို့ကောင်းတယ်ဒါပေမဲ့တချို့အရာတွေကရှုပ်ထွေးရထက်ကိုတော်တော်လေးဝမ်းနည်းစရာကောင်းတယ်ဘာနဲ့မှလဲလို့မရတဲ့အရာတွေအမှတ်တရတွေပျက်စီးသွားတာတော်တော်စိတ်မကောင်းစရာတွေပါအဲ့တော့မိတ်ဆွေလည်း view site နေကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဘယ်လင်ကမိုးလေဝသလို့ခံမှန်းလို့မရတဲ့အတွက်ကြောင့်မို့ view site နေကြပါလူတွေကကတော့ကိုယ့်ရဲ့ mind ကိုအဓိကထားပြီးတော့ဒါရှင်းတန်းနေကြတယ်အဲ့ဒီ mind ကလည်းတခုထိခိုက်လာပြီဆိုတာနဲ့တော်တော်ကြေကွဲဖို့ကောင်းတယ်ဘယ်ဆိုတော့ကျွန်တော်စောက်တုပ်တွေ review လုပ်ပြမယ်စောက်လေးရဲ့နာမည်ကတော့ကိုပိုက်အောင်လီဂတ်ဘီကြည်လင်ကြီးရဲ့နေဆွဲများဆိုတဲ့စောက်လေးပဲဖြစ်ပါတယ်စောက်လေးကိုတော့ကျွန်တော်ဝယ်ထားရတော့ကြာပြီခဏခဏလည်းဖက်ဖြစ်တယ်ဒီစောက်ထဲမှာဘယ်လိုရေးထားလဲဆိုတော့ဒီလူလောကမှာရှိတဲ့အခက်အခဲတွေနောက်ပြီးပြဿနာတွေဒါတွေဘယ်လိုမျိုး healthy လုပ်မလဲနောက်တစ်ခုကအသေးခွဲတဲ့ချိန်ကြရင်ကိုကဘယ်လိုမျိုးဖြည့်ရှင်းမလဲဘယ်လိုဖြတ်ကျော်မလဲဆိုတာကိုရေးသားထားတဲ့စောက်တုပ်လေးဖြစ်ပါတယ်နောက်ပြီးတော့စာရေးသူရဲ့အတွေ့အကြုံနဲ့လည်းရောနှောပြီးရေးသားထားပါတယ်ဒီစောက်လေးကစာမျက်နှာလည်းတိတ်လည်းမများဘူးပါလည်းပါတယ်နောက်ပြီးဖတ်လို့လည်းအရန်ကောင်းတယ်အဲ့တော့ကိုကစိတ်တက်ကြနေတယ်အသေးကွဲနေဆိုရင်တော့ဒီစောက်လေးနဲ့ကွက်တီပဲလို့ကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတော့စိတ်တက်ကြနေတဲ့ဒဏ်ကနေလည်းလွတ်မြောက်ဖို့နည်းလမ်းတွေလည်းရတယ်ကျွန်တော်ဆိုရင်လည်းဒီတဲ့အချက်လက်တွေတိုင်းပဲ healthy လုပ်နိုင်တဲ့အခြေအနေလည်းရှိခဲ့ပါတယ် happy ဆိုတဲ့အတိုင်းပဲပျော်ရွှင်မှုတွေရတယ်ကျွန်တော်တို့ဒီစောက်လေးဖတ်ဖို့တိုက်တော့ပါတယ်ကျွန်တော်လည်းဒါခဏခဏဖတ်ပြတဲ့ဒါပေမဲ့ဝယ်တဲ့ရက်ကိုတော့တိတ်ပြီးတော့မမှတ်မိလိုက်ဘူးဒီတော့ကတော့ကျွန်တော်နောင်နာရရပေါ့ခုတလုံးပိုင်းဝယ်ထားတဲ့စောက်တော်တော်များများကိုကျွန်တော် date တွေမှတ်ဖြစ်တယ်ဒီစောက်ကိုတော့ကျွန်တော် date မှတ်ဖြစ်တယ်ဝယ်ပြီးရတယ်တန်းဖတ်ဖြစ်တယ်ပေါ့ဟုတ်ကဲ့ဆိုတော့ဒီဗီဒီယိုတော့ပါပဲဒီစောက်လေးကစိတ်လက်ကျနေတဲ့သူတွေနောက်တစ်ခုကဒီခုနကတော့ပြောသလိုပဲအသက်ကွဲသူတွေတော့ကတော့ဒါကွက်တီပဲလို့ကျွန်တော်ပြောချင်ပါတယ်ကိုကို healthy လုပ်နိုင်တယ်နောက်ပြီးတော့အကောင်းမြင်မှုအတွက်ရောဒီထဲမှာပါတယ်မေတ္တာထားဖို့ရောဒီထဲမှာပါတယ်ဆိုတော့ဒီစောက်လေးကအရင်နဲ့ဖက်လို့ကောင်းပါတယ်ဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်မို့ကျွန်တော်နောက်ဗီဒီယိုလည်းထပ်ပြီးတော့တွေ့ချင်ပါသေးတယ်အဲဒါကြောင့်မို့လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့ကျွန်တော်တောင်းဆိုရပါတယ်